ထိုင်းစတိုင်ကြက်ချင်တော့ဟင်းလေးကိုအခုလိုမျိုးကြီးကြီးလေးဖြစ်နေစီလှုပ်ချက်ကဘာများဖြစ်မလဲနော်လှုပ်ချက်ကိုသိချင်တော့အဆုံးထိကြည့်ပြီးသွားကြပါအောင်ရှင်ပထမဦးစွာကြက်ချတော့ကိုရှာလကိုင်းအနေငယ်ထည့်ပြီးပြုတ်ပါမယ်မြုပ်နေထားလာရင်တော့ဆယ်ပြီးတော့ရေသွချဆေးထားလိုက်ပါမယ်စပလင်းဂျင်းနဲ့ကြက်သွမျိုးအနေငယ်ကိုပြင်ဆင်ပေးထားပါမယ်မြုပ်သီးလေးအနေငယ်နဲ့အာဝါတီကိုလည်းထောင်းထားလိုက်ပါမယ်ဂျုံကြဆန်နဲ့နနမဲအနေငယ်ကိုလည်းပြင်ဆင်ထားပါမယ်စင်းလေးဖြစ်လာရင်တော့အိုးလုံးနဲ့ရေထည့်ပြီးစပလင်းဂျင်းနဲ့ကြက်သွမျိုးကိုတစ်ခါလေးထည့်ပြီးတည်ထားပေးပါမယ်ရှင်နွေးဆူလာရင်တော့ပြောင်းမှုနဲ့ကြက်ချတော့ကိုထည့်ပေးပါမယ်အရသာအတွက်ကြက်သားမုံစားအချိုးမုံနဲ့ငပြားရဲ့အနှင်းငယ်ကိုထည့်ပေးပါမယ်ဟင်းစူပွက်လာချိန်မှာတော့ရှမ်းနံလေးပါထည့်ချင်တာမို့အင်းရှိမှာသွားပြီးတော့ဂုံးဆင်းလိုက်ပါတယ်ဒါကတော့ရှမ်းနံစိုက်ခင်းလေးနဲ့ဂုံးဆင်းလာတဲ့ပုံလေးတွေကိုကြားပြတ်ထည့်ပေးထားတာပဲဖြစ်ပါတယ်ခူးလာတဲ့ရှမ်းနံလေးတွေကိုတေချာစွာတန့်စင်အောင်စီပြီးညှက်ပေးထားပါမယ်ပြီးရင်တော့ပွက်ပွက်ဆူနေတဲ့ဟင်းရည်တွေကိုခုနထောင်းထားတဲ့ငုံသီးတစ်ဝက်ထည့်ပါမယ်လူကြီးအရန်ဆက်တာမစားနိုင်မှဆိုလို့ပါစားငယ်နေမှတက်ထိတ်စားပါမယ်ရှင်အင်အားသာတေချာဝင်သွားရင်တော့ခုနခူးလာတဲ့ရှမ်းနံလေးထည့်လိုက်ပါမယ်ဗီဒီယိုအစမှာပြောသွားတဲ့ဟင်းရည်လေးကြည်နေရတဲ့လောချက်ကတော့ပြားမှုနဲ့ကြက်တော့စားထည့်ချိန်ကနေဟင်းရည်ကြက်တဲ့အထိအဖုံးလုံးဝမအုပ်ပေးတာပါပဲရှင်ကဲအခုတော့ဂျုံကြဆန်ရေးစိမ်ထားတာလေးထည့်လိုက်ပါမယ်နောက်ဆုံးပိတ်အနေနဲ့ငရုတ်ကောင်းလေးထည့်ပေးပြီးရင်တော့ထိုင်းစတိုင်ကြက်တော့ချင်းဆက်ဟင်းရည်လေးရလာပါပြီအချင်းရတာအတွက်ကိုတော့စားကန်ဒီမှတံမြာသီးလေးညှစ်ပြီးတော့ထည့်ပါမယ်တခါတည်းထည့်ချင်ရင်ခါတက်လို့ပါရှင်အခုဆိုရင်တော့ထိုင်းစတိုင်ကြက်တော့ချင်းဆက်ဟင်းရည်လေးစားဖို့အဆင်သင့်ဖြစ်ပါပြီသုံးဆောင်ကြပါအောင်ရှင်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်